呀，俺单工地办新书的顾问，没有俺录追给的，但忙单的时候，你们一年没哎，那他来着，你那是俺上个的汤里啊，对方汤里啊，10里的，mình好xem bị mình cho mấy giấy này còn tức là hiểu hả mấy rồi lúc chơi kia là lúc bị lấy ra mà ngán này mình tông cha bị đó mình ngàn lúc ở đây hà thì ngàn thấy so đấy mà này tao ngàn lúc bị rồi tao tính tông cho ở đây mình say mà biểu nó hiểu mấy tao dùng mà đấy còn rồi mình ngao cũng say lên tới bị nó mình biết đó ngao lúc tông à cháu sẽ này liều mà nó sen ra xí này nó ví dụ đấy dây thà đấy ví dụ tất tề đi xíတယ်နော်မင်းကိုယ်စလဲtất tề đi xíတယ်နော်အဲ့တော့မင်းပြီးဆုံးအောင်လုပ်ပြီးတော့ငါလူတွေကိုပြီးတော့နောက်တစ်ချက်ကဟဲ့လားနေလေတိုးတဲ့လူတွေတက်တန်းတိုးတဲ့လူတွေဟဲ့လားငါ့ကိုယုံကြည်လို့လာတဲ့လူတွေမင်းတို့ပတ်စံယူပြီးပြန်မပေးဘူးအဲ့ဒါတွေလည်းမင်းတို့ပြန်ပေးဖို့လုပ်နော်ကိုဆက်လေးသိမင်းခေါ်တဲ့တောင်ငါမလာဘူးမင်းတို့မိသားစုအရင်မရိုင်းတော့ဟဲ့လားရှမ်းအားကိုနဲ့ရှမ်းမာတွေအားကိုနဲ့မင်းမရိုင်းတဲ့ကောင်မြန်မာအချင်းချင်းရခိုင်ချင်းချင်းအဲ့တော့မင်းကျန်ငယ်ကိုပတ်စံပေးလိုက်အဲ့ဒီမှာငါလာရှင်းမယ်တက်လာဟဲ့အောင်မင်းအများကြီးပြောစားတွေရှိသေးတယ်နော်အများကြီးထက်လာမယ်မှန်တယ်ငါအဲ့ဒါလွယ်သုံးစားလုပ်မိတယ်ငါပတ်စံတွေရောက်လာတော့ငါစိတ်မတင်းတော့လုပ်မိတာတဲ့မင်းကြောင့်မင်းငါ့ကိုဘောတော်50လေးထုတ်မပေးဘူးအကုန်လုံး26ရက်ကြော်ထီကိုမပေးဘူးအဲ့တော့ငါဟိုဘက်ကိုသွားလုပ်တဲ့အချိန်မှာအပြင်ကိုတောက်လို့မင်းငါ့ကိုဒေါသဖြစ်တယ်ဟလားပြန်ခေါ်တယ်သူတိတ်ကချလို့တဲ့ကိုကတော့နိုင်အောင်မလုပ်ဘူးကိုယ်စလဲတွေရောဟိုဟာတွေရောအကုန်လုံးအများကြီးပဲပြောမထွက်သေးဘူးကဒါမှမထက်လာအောင်မင်းအဲ့တော့ငါ့ကိုမင်းကလောက်အားက14သိန်း1000စီကောက်ထားတဲ့14သိန်းမင်းပေးမယ်လို့ပြောတယ်နော်ကိုစီသူ2000ကောင်းမလား1000ကောင်းမလားဟာလား2000ကောင်းပါဗောကျွန်တော်ကိုစောကြီးမှာ2000ကောင်းခဲ့တာကျွန်တော်ရတာဟာမလုံးနဲ့1000ပဲကောက်ဟာလားကိုစီသူယူနော်မင်းရောပါဇက်ပြောမနှမ်းပြောတာမင်းမှန်တယ်မင်းရောဒီကဲကိုချိုးတာပဲစကားနှုတ်ကမင်းကလေငါစူးစမ်းပန်းစားနော်မင်းခိုင်းလို့နေမေးညမေးလိုက်တွေလွှဲဆိုတော့ဟာရှားပြီးခဲ့တဲ့ပတ်စံတွေတန်းနဲ့ဆဲကြောငါရှားရတာ1400 14သိန်းအဲ့ဒီမျက်နှာမှာမထောက်ဟမ်မင်းဟိုဒီဟိုမိမလူမြန်မာပြည်ကလူတွေယူပြီးပါအလွဲသုံးစားလုပ်တဲ့ကောင်တွေကျတော့နာမည်မထွက်ဘူးအဲ့လိုကောင်မျိုးကမိမကြောင့်မင်းကပတ်စံ3သိန်းချီးတယ်ငါမှအလုပ်ကျွေးပြူးတဲ့လူကျတော့တထေးရဲ့သူတို့တော့မှကူညီသေးတာပဲကျွန်တော်ကူညီပေါ့ကျွန်တော်ရစားတွေရှိတာလေတထေးကြီးမှာ14သိန်းတော့ရစားရှိတာပဲကျွန်တော်အလကားရှိတာမှမဟုတ်တာအဲ့ဒါစိုက်ပြီးလုပ်ပြီးငါမှတောင်းယူခြင်းလို့နာမည်မပြတ်ခြင်းလို့မင်းကလေတလားသူများကြဟိုပြောတီပြောတယ်လားဟိုမင်းကလေငါကြတော့ငါရှားပေးတဲ့လူကြတော့အနီးကပ်နေတဲ့လူကြတော့မကူညီဘူးစကလုံးတွေဘာပြောလို့ပြောမှမသိဘူးစိတ်တူတာပဲရှိတယ်မင်းကြောင့်ကဘောဆုံးပြီဟမ်ငါ364ရောက်မင်းလုတ်ပြီနော်ဟေ့အောင်အဲ့တော့ငါ့ကို14သိန်းပေးမင်းပြောတယ်ဘတ်9သိန်းလားလှအေးဟုတ်ပြီဘတ်9သိန်းငါရမယ်ဟာမင်း14သိန်းပေးမင်းကူငါရှင်းမယ်14သိန်းပေးမင်းငါ့ဘတ်14သိန်းပေးလို့ပြောနေတယ်နော်မင်းကြောင့်ကဟိုဖြစ်နေပြီစိတ်တူတယ်ငါထပြောဦးမှာပဲတနေ့ကိုပြောဦးမှာမင်းဘလောက်တနာဘူးကောနဲ့ပတ်စုပ်ကိုကြီးရဲတဲ့ကြော်ပတ်စုပ်ရကျင်တတ်ပါပြီတဲ့ပတ်စံနဲ့မယူချင်တော့ပါဘူးတဲ့သူတို့ရှိကမမျော်လင့်တော့ပါဘူးတဲ့ဟဲ့လားနော်မင်းနဲ့ဒုက္ခရောက်နေတယ်အများကြီးပဲနော်ဟေ့ရောငါပြတ်တာငါမင်းရှင်းပေးမယ်တယ်လို့ဟောငါဒီလောက်ရှားပေးနေတာပဲငါတရင်ငါ့ကိုရှင်းပေးပါပါဒီလောက်ကတော့ငါဘာလဲရစားရရှိသေးတာဟုတ်ဟမ်မင်းကိုရှားပေးတာတန်းနဲ့စကြောင်မပြောသေးဘူးဟဟလားတသိန်းပေးတယ်ဟလားငါကျတော့အကျိုးပြုတဲ့လူကျတော့မင်းကိုကူညီမပေးဘူးမင်းလောက်ရုပ်ပတ်တဲ့ကောင်မရှိဘူးနေ့အတွက်အရန်ကိုမှဟော့နေတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ရှင်မိတ်ဆွေတို့အမျိုးလည်းကွန်မန့်မှာမှတ်ခဲ့ပေးလို့ရပါ